နောက်တစ်ခုကတော့ဒါဖူးရဲ့ bus တီချစ်ဆုံးတငယ်ချင်းလေးကလက်ဆောင်ပေးထားတဲ့ဟမ်းမိတ်ကျဲလက်ပတ်လေးပါဒါလေးဆိုဆယ်ရီယိုလက်ပတ်လေးပေါ့နော်ဒါလေးကတော့ခရိုမီလေးလက်ပါပါတယ်အခုကကြတော့ခရိုမီအယုတ်လေးပါနောက်တစ်ခုကကြတော့ခရိုမီကလိတ်လေးပဲဖြစ်ပါတယ်ဒါလေးဆိုအရင်ချစ်စရာကောင်းပါတယ်နောက်တစ်ခုကတော့အိုင်ဂျူမဝိုင်ထုံးဆိုင်ကဝယ်ထားတဲ့ခရိုမီကျဲကလိတ်လေးပဲဖြစ်ပါတယ်တစ်ခုကတော့ဒါလေးလည်းအိုင်ဂျူမဝိုင်ဆိုင်ကဝယ်ထားတဲ့ခရိုမီနဲ့ My Melody စတစ်ကာလေးပဲဖြစ်ပါတယ်စတစ်ကာလေးတွေပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့ခရိုမီစတစ်ကာလေးပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့နောက်တစ်ခုပြပြီးမှကတော့ခရိုမီနဲ့ My Melody ဘောင်းမီလေးပဲဖြစ်ပါတယ်ခရိုမီနဲ့ My Melody ဒီထဲမှာဆိုအရင်ကိုချစ်စရာကောင်းပါတယ်နောက်ဆုံးတစ်ခုပြပေးမှာကတော့ပန်းကားလေးပဲဖြစ်ပါတယ်ဒါလေးကိုအမောင်းစင်းပြပါမယ်ခရင်ရောင်လေးကြမှာထင်ပါတယ်ဖွင့်ကြည့်ပါမယ်ဝေါဘာလေးလဲဆိုတော့ခရိုမီပန်းကားလေးပဲဖြစ်ပါတယ်ဒါလေးဆိုလေးလည်းအရန်ကောင်းပါတယ်သူ့ထဲမှာဆိုလို့ရှိရင်အာသွင်းကြိုးလေးလည်းပါပါတယ်ဒီနေ့ဖူးရဲ့ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲအားလုံးပဲတတာ